မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကြိုဆိုပါတယ်အင်းစိန်ထောင်ထဲကအစုလိုက်အပြုံလိုက်တည်ဆုံးစေခဲ့သည့်ပြေဝက်စစ်ကြောရေးစခန်းတွန်အိုဝီ2021ခုနှစ်စက်တင်ဘာလတွင်ဖြစ်သည့်မင်္ဂလာဒုံမြို့နယ်အတွင်းကဖမ်းဆီးခံခဲ့ရသူကိုကျော်နိုင်အမီလွဲမှအင်းစိန်ထောင်ဝင်းအတွင်းဤစစ်ကြောရေးစခန်းသို့ထင်မထားပဲရောက်လာခဲ့သည်သူအားစကားစကိုလက်နဲ့ကင်တော်လန်နေတော့မြေအောက်တော်လန်ရေးအင်အားစုယူကြီးများကိုကူညီပေးခဲ့သည်ဆိုသည့်တည်င်းကြောင့်ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်သူမလွန်မြောက်ခင်6လတာအတွင်းစစ်ဆေးခံခဲ့ရသည့်နိုင်ငံရေးအကျဉ်းသား90ဝန်းကျင်ရှိခဲ့ပြီးရင်းအထက်မှ20ဦးကျော်အထိတည်ဆုံးခဲ့သည်ကိုမြင်တွေ့ရှိခဲ့ရသောသူလည်းဖြစ်သည်ထိုအရေးအတွက်မှသူနေသောအဆောင်တွင်သာရှိသေးပြီးကလျက်ရှိသောအခြားအဆောင်တစ်ခုတွင်မိမြလောက်တည်ဆုံးသည်ကိုတော့သူမသိရှိရဟုဆိုသည်ဒီထက်မကတဲ့ပမာဏလည်းဖြစ်နိုင်တယ်ကျွန်တော်အိပ်ပျော်နေတဲ့အချိန်ဒီတိုင်းဆွဲသွားတာလည်းရှိနေနိုင်တယ်ဟုတ်သူနေခဲ့ရတော့အဆောင်ကတည်ဆုံးသည့်အရေးအတွက်ကိုပြောပြကြည့်သူဘေးနာက3ဦးမှာသူရှေ့တွင်တင်တည်ဆုံးသွားသည်ဟုပြောပြကြည့်မန္တလေးကဖမ်းမိတဲ့အသက်60ကျော်ဦးလေးဆိုရင်ကွန်တီကိုငုံထားခံရတယ်သူကိုကွန်တီငုံရင်းပါးတွေနားတွေရိုက်တယ်သူကမခံနိုင်လို့ညိုချလိုက်တော့လေစလုံးမှာကွန်တီတစ်နေတယ်အဲ့ဒါကိုလေစလုံးကိုရိုက်တာတည်သွားတယ်အခြားသူနှစ်ဦးမှာအိပ်ပျော်ရင်းစစ်ကြောရေးလှုပ်ခံထားရသည့်ဒဏ်ရာကြောင့်တည်ဆုံးသွားကြသည်တည်သွားတဲ့သူတွေကိုဒီအတိုင်းပဲတရွတ်တိုက်ဆွဲသွားတာတချို့ဆိုတွေးတွေထွက်နေတယ်စစ်ကြောမှုကိုလည်းတီးတက်မထားပဲထိုအခန်းကြီးထဲမှာပင်ရိုက်နဲ့မေးမြန်းနေသည်ကိုမြင်နေရသည်စစ်ကြောရန်အလဲမရောက်သေးသူများမှလည်းကောင်းကောင်းအိပ်၍မရကြောင်းထိုသူတို့ဤနဖူးထိတ်တွင်ဂေါ်လီလုံးလေးတွေကိုတင်ထားပေးကြောင်းထိုဂေါ်လီလေးအောက်ပြုတ်ကြလင်ရိုက်နေကြောင်းသူကပြောပြသည်ဝလုံးလေးတွေနဲ့ရိုက်တယ်ကြိမ်လုံးလေးတွေပူလီကျိုးတွေနဲ့လည်းရိုက်တယ်သမင်းနကျွေးသည်မနေ့ပိုင်းခရမ်းဒီချဲလူဟာမျိုးတွေရွေးတယ်တခါတလေကြက်ဥချက်စားရတယ်ကျွန်တော်စားလို့မရပါဘူးဗျာကိုကျော်နိုင်ကဖြင်းညင်းစွာပြောသည်ကိုကျော်နိုင်ဤပြောဆိုမှုအရာဟင်းကျွေးပုံကျွေးနီးမှာအင်းစိန်ထောင်မကြီးနဲ့လည်းမတူတလို့အင်းစိန်ထောင်ဝင်းထဲကတီတက်ထောင်ငယ်ရှိဟင်းကျွေးပုံမျိုးနဲ့လည်းမတူဒီကိုတွေ့ရသည်အင်းစိန်ထောင်နှင့်တီတန့်ထောင်တွင်နေ့လယ်စာအဖြစ်ပဲဟင်းအမြဲကျွေးတော်လဲကိုကျော်နိုင်မှာပဲဟင်းတစ်ကြိမ်မှမစားဘူးခဲ့ဟုဆိုသည်သူနေသောအဆောင်တွင်မိန်းကလေး6ယောက်နှင့်ယောက်ျားလေး60ဝန်းကျင်ခန့်ရှိသည်မိန်းကလေးတွေယာဒီလာရင်တော့သူတို့ကအပြာဝတ်တွေပေးတယ်ထိုအပြာရောင်အဝတ်အထည်မှာထောင်ကြများဝတ်ဒီထောင်ပုံစံဝတ်စုံဖြစ်သည်ကိုကျော်နိုင်ပြောပြချက်အရစစ်ကြောရေးလှုပ်သည့်စ
ရဖများမှာလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုများရှိခဲ့သည်ဟုဆိုသည်တဆောင်ထဲမှာမိန်းကလေးရောယောက်ျားလေးရောထားတာမိန်းကလေးတွေအိမ်သာတဲ့ရင်ဒီကောင်တွေကလိုက်ဝင်ပြီးလိမ်ပိုင်းဆိုင်ရာအများထုတ်တော်ပေါ့ဗျာစစ်ကြောခံရသူအများစုမှာကိုကျော်နိုင်လွတ်မြောက်သွားသည့်အချိန်ထိတရားရင်ဆိုင်ရမှုမရှိဟုဆိုသည်မိသားစုများနှင့်လည်းပေးမတွေ့ရဟုပြောပြသည်ကျွန်တော်တော့မိသားစုနဲ့9လကြာမှအဆက်အသွယ်ပြန်ရတာကိုကျော်နိုင်မှာမိသားစုမှနောက်ကလှုပ်ပေးသည့်အတွက်9လအကြာတွင်တွေ့ရခြင်းဖြစ်သည်ရောက်ရှိသည့်အချိန်ကပင်လွတ်မြောက်သွားသည့်ဖေဖော်ဝါရီလပိုင်းအထိမိသူမဆိုအခင်းမပါပဲတမန်တလင်းပြင်ပေါ်၌သာအိတ်ခဲရသည်ဟုဆိုသည်ကိုကျော်နိုင်မှာထိုတန်ရာများကြောင့်ကြောက်ကဝေဒနာပင်ရခဲ့ကြောင်းပြောပြသည်စေကုသပေးတာကတော့တော်တော်လေးရှားပါပါတယ်တခါတလေ dead body လာယူတဲ့ဆယ်ဝန်ကအမြင်နဲ့ကြည့်ပြီးကုသပေးတာလောက်ပဲရှိပါတယ်ကိုကျော်နိုင်မှာစစ်တပ်အတိုင်းအဝိုင်းဘက်ကဖြစ်သည့်အတွက်သူစစ်ကြောရေးမခံရအောင်သူကိုဦးလေးကကာကွယ်ပေးခဲ့ကြောင်းရှင်းပြကြည့်ကျွန်တော်ကိုတိတ်မကြည့်ရဘူးဟုဆိုကြည့်6လခန့်ကြာပြီးနောက်ကိုကျော်နိုင်ကိုသူမိသားစုက390ကျော်ပေး၍ခေါ်သွားသည်ထိုစစ်ကြောရေးအခမ်းအားအင်းစိန်ထောင်ဝင်းရှိလျှက်ဝဲသောအဆောင်တစ်ခုတွင်လောက်ခဲ့ကြခြင်းဟုကိုကျော်နိုင်ကသူ့အမြင်ကိုပြောသည်အင်းစိန်ထောင်ဝင်းအတွင်းတနေရာတွင်လျှက်ဝဲစွာတည်ရှိခဲ့သောထိုနေရာမှာအင်းစိန်ထောင်မကြီးနှင့်တီးတန့်ထောင်ငယ်လေးအကြားတွင်တည်ရှိနိုင်သည်ထိုအခန်းကမိသည့်နေရာတွင်ရှိနေသည်ကျွန်တော်တို့အခန်းကနေတိုင်လက်တက်စင်ခန်းကိုလမ်းမြင်နေရတယ်အင်းစိန်ထောင်မကြီးထဲတော့မဟုတ်ဘူးအင်းစိန်ထောင်ဝင်းထဲမှာပဲဘယ်နာဆိုတာအတိအကျမသိရဘူးဟုဆိုသည်လမ်းမြင်ရတော့တက်စင်ခန်းမှာကိုကျော်နိုင်တို့နေတော့အဆောင်ရှိအပြင်တက်စင်ခန်းသာဖြစ်သည်သူအခန်းကနေအင်းစိန်ထောင်မကြီးဖက်ကပြေလို့သည့်အရေးပေါ်လေ့ကျင့်ခန်းတွင်တုံးသောအော်ဆွဲတံကိုကြားရကြောင်းသူကပြောသည်နိုင်တန်ကြောင်ခောက်တံတွေတော့မကြားရဘူးဟုဆိုသည်အဆောင်ကဟော်ခန်းကြီးပုံစံမျိုးပဲကျွန်တော်တို့ကအဆောင်ထဲကဒီဘက်ချမ်းမိန်းကလေးတွေကဟိုဘက်ချမ်းတဆောင်ထဲပဲမြင်နေရတယ်ကျွန်တော်တို့ကိုတယောက်နဲ့တယောက်10ပေ15ပေကျော်လောက်ခြားပြီးထားတယ်ကိုကျော်နိုင်ပြောတဲ့ကဲ့သို့အဆောင်မျိုးအင်းစိန်ထောင်မကြီးထဲတွင်လည်းမရှိသလိုအင်းစိန်ထောင်မကြီးနှင့်ပေ300ခန့်အကွာကတီးတန့်ထောင်ငယ်လေးတွင်လည်းမရှိပေလူဦးရေ90ခန့်ကိုတဦးကို10ပေ15ပေအကွာခြားလျက်ထားနိုင်သောအဆောင်မတွေ့ဘူးခဲ့ပေနိုင်ခြင်းများတရားရင်ဆိုင်ရသောထောင်ဝင်းအတွင်းကဟောပြောခမ်းမကြီးပင်လည်း90ခန့်ကို10ပေခြားစီထားလျက်ပင်ဆောက်မီမဟုတ်ပေအာနာသိမ့်ပြီးနောက်နိုင်ငံရေးအကျဉ်းသားအားလုံးကိုတီးတန့်ထောင်အငယ်လေးတွင်ထားရှိခဲ့သည်နောက်ပိုင်းမျိုးသမီးနိုင်ငံရေးအကျဉ်းသားများအားတီးတန့်ဘဲတွင်မထားတော့ပဲထောင်မကြီးဘဲသို့ပို့ဆောင်ခဲ့သည်တီးတန့်ထောင်ငယ်လေးတွင်အဆောင်1 2 3 4နှစ်ပြည်တံတိုက်7စနေတို့တာရှိသည်အလဲတွင်အဝိုင်းတံနှစ်ထစစ်ကြောရေးထိုအဆောက်အဦတွင်ဦးစီယုံခန်းနှင့်တီးတန့်ထောင်ယုံခန်းရှိသည်အဆောင်1နှစ်ကလည်းတွင်
ထောင်အထက်တန်းကျောင်းသားရှိသည်ထောင်ရုံးခန်းအနီးတွင်မီးဖိုကြီးရှိသည်အင်းစိန်ထောင်မကြီးတွင်ထောင်အလဲမိန်ကြီးကိုဗဟုပြုလျက်အဆောင်1 2 3 4 5နဲ့အထူးအဆောင်တို့ကပလဲပုံတံဝိုင်းထားကြသည်ထောင်မကြီးဝင်ချင်းလမ်းတွင်ထောင်ဆေးရုံဖိုကြီးနှင့်တိုက်ဝန်းရှိသည်အနောက်ဘက်တွင်အောက်ဆောင်များဟုခေါ်သောတပြေဆောင်တရားစခန်းလူငယ်ဆောင်စစ်ခွေတိုက်အလုတ်ကြီးဝါရှော့တပန်ယုံကျိုးစင်ဝင်းကိုတောင်ကြီးများသာရှိသည်ထောင်မကြီးဝင်ချင်းတွင်အမျိုးသမီးအချုပ်ဆောင်1 2အမျိုးသမီးအကြဆောင်1ထောင်အကြယုံထောင်အချုပ်ယုံစံကိုတောင်ဝိညာဉ်တိုက်နှင့်အတွေ့ခံတို့သာရှိသည်ယခုကဲ့သို့စစ်ကြောရေးလှုပ်သည့်အဆောင်မျိုးကြီးမျိုးမရှိပေအင်းစိန်ထောင်မကြီးရှိနိုင်ငံရေးအကျဉ်းသားအချုပ်ရောအကြပါတခါတရံဆက်ရဖများခေါ်ထုတ်သွားကစစ်ဆေးမေးမြန်းမှုများတော့ရှိသည်တို့တော့ယခုကဲ့သို့စစ်ကြောရေးလှုပ်၍ရိုက်နှက်ခြင်းနှိပ်စက်ခြင်းများမရှိဟုကိုယ်တိုင်ကြုံခဲ့ကြသည့်နိုင်ခြင်းများကဆိုသည်ဤအခန်းထဲသို့နောက်ရောက်လာသောသူများလည်းရှိသည်နောက်ပိုင်းအမှုရင်ဆိုင်လာရသူအချို့လည်းရှိသည်အချို့နိုင်ခြင်းများမှာတပါခန့်သာစစ်ဆေးခံရသူများရှိလာသည်ကိုကျော်နိုင်လွတ်မြောက်ပြီးကြံသူများထဲမှအသက်တည်နိုင်သူများရှိနေနိုင်သည်ထိုစစ်ကြောရေးအခန်းကိုဘယ်အချိန်ထိလှုပ်ခဲ့ပြီးဘယ်နှစ်ယောက်ထတည်ဒီကိုကျော်နိုင်လွတ်သွားသည့်2020နှစ်ဖေဖော်ဝါရီလနောက်ပိုင်းတရားတော်ပေယခုအခန်းနှင့်ပုံစံချင်းတူသောအခန်းတစ်ခန်းသာအင်းစိန်ထောင်မကြီးတွင်ရှိသည်ထိုအခန်းမှာစစ်ခွေတိုက်ဖြစ်သည်အင်းစိန်တစ်ထောင်လုံးတွင်အရက်ဆက်ဆုံးနေရာဟုဆိုနိုင်သည်ဤလိုနေရာမျိုးမှာပင်6လခန့်အတွင်းလူ20ကျော်ထိတည်ဆုံးဖူးသည်ဟုမကြားဖူးပေထိုပမာဏမှာကိုကျော်နိုင်နေထိုင်ခဲ့သောတဆောင်တည်းကအရေးအတွက်ပဲရှိသေးသည်ကိုကျော်နိုင်နေသည့်အဆောင်ကလျက်ရှိစစ်ကြောခံရသောအဆောင်နှစ်ဆောင်မပါရှိသေးပေထိုနှစ်ဆောင်မှာလည်းစစ်ကြောရေးလုပ်ပြီးမိမြတည်ဆုံးမှုရှိသည်ကိုကျော်နိုင်မသိရှိပေ2020ခုနှစ်အတွင်းအင်းစိန်ထောင်ဝင်းအတွင်းယခုကဲ့သို့စစ်ကြောရေးလုပ်၍အစုလိုက်အပြုံလိုက်တည်ဆုံးစီမှုကိုလည်းမီဒီယာများနှင့်ဖွဲ့အစည်းများ၏ရေးသားထုတ်ပြန်ချက်များတွင်လည်းမတွေ့ရှိပေထိုလျှို့ဝှက်သောလူတစစ်ကြောရေးခန်းမှာဆက်ရှိနေသေးသလားမရှိတော့ဘူးလားမိတို့မိပုံရှိနေမည်ဆိုသည်ကိုအတိအကျမပြောနိုင်ပေ